안녕하세요. 안녕하세요. 저는 다 KLTC PKBG의 프로마 아뜨우리ဖြစ်ပါတယ် နာမည်လေးတွေမိတ်ဆက်ပေးပါဦး ညီမနာမည်ကတော့ရွှေရင်ဖြစ်ပါတယ်ဂျာတုံချာမိသားကိုယူထားတာပါ ကျွန်တော်နာမည်ကတော့ဆက်ထုလင်းစောပါဂျာတုံးချမေဂျာပါ ဂျာတုံးကြမေဂျာဆိုတာဘာလဲ ဂျာတုံးချမေဂျာဆိုတာ ပုံမှန်လေးဂျာ အဓိကဥမာကားနဲ့ဆိုင်တဲ့ဟာပေါ့ကျွန်တော်တို့အခုဒီပထမနှစ်မှာတော့အဲ့လိုမျိုးကား engine ဘိုင်းဆိုင်ရာအဲ့လိုမျိုးတချို့စက်ပစ္စည်းတွေအဲ့လိုမျိုးစာတွေ့လက်တွေ့တင်ကြားရတဲ့မေဂျာမျိုး ဟုတ်ပြီဘယ်အပိုင်းတွေလေ့လာပြီးပြီလဲခုသားတို့ပါရီ ခု အခု လက်က တွေ့နေရ ကျွန်တော်တို့ကအဓိကဆရာ first semester ပဲပြီးသေးတာဆိုတော့အများကြီးတော့မပြီးသေးဘူးဆရာအဲ့လိုမျိုးသူ semester လိုက်တည်တင်တော့တော့ပြီးသွားပြီဆရာသူတင်ယူအတိုင်းပေါ့ ဟုတ်ပြီလွယ်လွယ်ကြောင်းတက်တာအဆင်ပြေကြရဲ့လား အဆင်ပြေပါတယ်ဆရာကြီးလည်းကောင်းမို့စိတ်ရှင်လက်ရှင်နဲ့စာသင်ပေးရဲ့အများကြီးရှင်းပြပေးပါတယ် ဟုတ်ပါပြီခဲအခုကိုကြောင်းအားတဲ့အချိန်လေးတွေမှာရောအလုပ်တွေပါလေလုပ်ခွင့်ရလား ဟုတ်လောက်တယ်ဆရာကျွန်တော်တို့ကဟိုမှာဒီမှာတော့ကျောင်းသားတိုင်းပဲနေနော် ကြောင်းပါ ကျောင်းတစ်ဖက်အလုပ်တစ်ဖက်နဲ့ဆိုတော့ဒီလိုကျောင်းပြရနဲ့အလုပ်သွား အဲ့လို ပြန်လာတဲ့အချိန်စာလေးပါလေးလုပ်ပါ ဒီကိုဒါဆိုရင်လာမဲ့လူတွေရောဗာပြင်ဆင်ထားခိုင်းရမ လာ လား မယ့်လူတွေတော့အကုန်လုံးအင်းနေတာ ဖိုက်တင် တင်းပါ โอเคကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် โอเคကန်ဆာမီတာ 감사합니다